တဲလေးတို့ရေအမားတို့ရေဟော်ဒီကဝက်ဝက်ကွယ်ရောင်းနေရတဲ့သပင်ပေါက်ဆေးလေးဟာဆိုလို့ရှိရင်ဈေးနှုန်းလေးကတော့2900ဒါပေမဲ့ဆွဆွဲမြဲမြဲ3နဲ့3သူတွေရဲ့ရလက်လေးကိုအခုချက်ချင်းပဲတွက်ကြည့်ကြမယ်ရှင်စီရန်ရဲ့ review ကိုထပ်ပြအောင်မနော်အဲ့ဒါပူရဲဆိုတာလေးကလေးမအဲ့ဒီကောင်းမလေးမွေးကြတယ်အဲ့လိုအကွေးရည်ဘောင်းဒီအဖဖတ်ဒီမနော်ဒီစီလင်းပေးလို့လေဒီအကွေးအဲ့ဒီအဖဖတ်ဒီတောက်သွားတယ်အဲ့ဒါနောက်တူကြိုက်လို့မပေးခိုင်းလို့မပေးတာဒီလားသပင်ကအရန်ပါတယ်ကလေးမွေးရတာတမင်းနဲ့လေးလာပဲရှိသေးတယ်တစ်နှစ်နဲ့လေးလာတယ်တွေ့လားလက်စက်ကောင်းလို့ပြပေးတာနဲ့ဒီအုံးကြီးအဲ့ဒီစီလာနဲ့အရန်ကောင်းတယ်ကလေးသပင်ကဂူတန်သွားပြီးအဲ့ဒီအကွေးရည်လည်းပြောက်သွားပြီးဘောင်းတွေလည်းမရှိတော့ကဲဒီလိုအကွဲရနဲ့နော်ဒီမှာကျန်ဘောက်တေနဲ့ကလေးတယောက်ကဒီလိုမျိုးမကျန်ချစ်စရာကောင်းလိုက်တာသပင်လေးနဲ့မရှာလာနော်ဒီမှာကြည့် review လေးလာပို့ပေးလို့နော်ဒီမှာကျွန်မကျေးဇူးတင်ကြဒီမှာလေးအမ review လေးလာပို့ပေးလို့နှစ်ဘူးထပ်มาတယ်တဲ့ကြိုက်ခမီလားကြိုက်မရောလားမသိဘူးစက်တုံကုန်းသွားတဲ့အဲ့တော့ဒီမှာကြည့်ပါရှင်နော်ဒီလိုမျိုးကျမတို့ကဒါဒီလိုမျိုးပုံပြလို့ရှိလို့ရှင်အော်အမကြီးဒါလေးကတော့ဆွဲသုံးရမယ်လို့ပြောပေမဲ့တချို့ကနှစ်ဘူးခုံပြီဆိုတာနဲ့ဒီဟာလေးတွေကအစင်ပြေသွားပြီနော်နှစ်ဘူးခုံပြီဆိုတာနဲ့ဒီမှာနော်တစ်နှစ်နဲ့4လဆိုတာအဲ့ကလေးလေးဒါပဲရှိသေးတယ်ဒီမှာညမာရှာလာမိမိလေးရဲ့စပင်းတွေကိုကြည့်လိုက်ပါဦးရှင်နော်အဲ့တော့ကျမရဲ့ဒီ hair serum ကိုကျမစကကြီးစကကျယ်ပြောတာမဟုတ်နော်ပါဝင်ပစ္စည်းအကုန်လုံးက premium နေကြီးပဲထုတ်ထားလို့2900ကျမပစ္စည်းကဈေးမပုတ်ဘူးလို့ကျမပြောတာဘာကြောင့်လဲဆိုတာဒီလိုမျိုးတက်တေအာမခံချက်တွေပြင်းပြင်းလေးရနေတာစု hair serum ပဲရှင်နော်တညင်ကကလေးမလေးဆိုလဲသပင်နေအကွက်လိုက်ဖြစ်နေတဲ့သပင်နေပြန်ပေါက်တယ်ဒီကလေးလေးဆိုလဲတစ်နှစ်နဲ့4လကလေးဒီလိုမျိုးဖြစ်နေတဲ့သပင်နော်ဘောက်တွေနဲ့ဒီလိုဖြစ်တဲ့သပင်ကဒီလိုဖြစ်သွားပြီနော်ဘောက်တွေပါပျောက်ပြီးဒီလိုဖြစ်သွားပြီတဲ့အဲ့တော့အခုချိန်မှာကျွန်တော်တို့စီမှာ hair serum နှစ်ဘူးဝင်ခေါင်းလျှော်ရည်တဘူးပါထပ်ပေးနေတာနော်ဒီ15ရက်နေ့ကနေစပြီအဲ့တော့အစုံ200မှာအစုံ90ပဲကျန်တော့တယ်ညတွေကပြောပြီးတည်းကလေအဲ့ဒီတော့မှာယူခြင်းတဲ့လူတွေအများဆုံးမှာပဲဒီလိုမျိုး review ကြီးကတော့ရှားတယ်နော်အရင်